Hello မင်းသမီးဝိုင်းအောင်ချရဲ့မိတ်ကပ်ဆရာပါအော်ဟိုအမားတို့ကလေပြည့်ရှံအတက်လက်ကားတိုင်းရပါကြော်ညာလေးအချင်းလို့ပါရှင်ဟာဆိုခဏလေးကြင်ထားအောင်နော်မင်းဟုတ်ကြော်ညာငါးချင်လို့တဲ့ဘဲနင်ကလေဘာမှအသုံးမကြောက်ရောက်တခိုင်သား Hello မင်းသမီးဝိုင်းအောင်ချပါရှင်အော်မင်းသမီးဟိုအမားလေးအမားလုပ်ငန်းလေးအတွက်ကြော်ညာအချင်းလို့ပါရှင်အော်ဟိုဘာကြော်ညာလေးလဲရှင်အော်အထက်လုပ်ငန်းမှာညီမလေးဘာထဲတော့အော်အမကဝမ်းတင်မျိုးရပါပြည့်ရှံအထက်လက်ကားထိုင်ရပါအမစီမလေဟိုတီရှပ်လေးတွေကိုအမကိုရိုင်းစတစ်ကာရိုက်ပြီးတော့အမမြန်မာနိုင်ငံတနိုင်ငံလုံးဖြန့်ချင်တာအမလက်ကားထိုင်ကြီးပေါ့နော်ဆိုလေအမလေတနိုင်ငံလုံးအမလုပ်ငန်းကိုတိပြီးတော့အော်ရအများကြီးလိုချင်တော့အမင်းသမီးနဲ့ကြော်ညာရိုက်ချင်တာပါရှင်ဇလန်နဲ့ရိုက်မှာလားဒီတိုင်းရိုးရိုး review ပုံစံပဲရိုက်မှာလားဇလန်နဲ့ဆိုရင်ရောဘယ်တော့ကြာမလဲဟင်ဇလန်နဲ့ရိုက်မယ်ဆိုရင်Writer ကမင်းသမီးက Makeup ကမီတိုမန်တိုဘာညာတာကအကုန်အစုံဆိုရင်တော့350လောက်တော့ကြာမယ်350အောင်ကြာမှာလားတကယ်လို့150မသုံးနိုင်ဘူးဆိုရင်ရိုးရိုး review တိုင်းပဲရိုက်လိုက်လေအော်ဟိုရိုးရိုးရိုက်မယ်ဆိုရင်ရောဘယ်တော့ကြာမလဲမင်းသမီးအဲ့ဒါဆို350လွန်း350အောင်တောင်းနေတယ်တဖေရဲ့ကိုလုပ်ငန်းအောင်မြင်ဖို့ပဲမစင်းစားနဲ့လှုပ်လိုက်ဟယ်လိုမင်းသမီးဟိုအဲ့ဆိုမလှုပ်လိုက်မယ်လေနော်ဟိုလေအဲ့ရပြင်ကိုစားစရိတ်နေစရိတ်အသွားပြည့်စီတဲ့ကိုလိုအမဘက်ကပဲစီစဉ်ပေးရမှာနော်ဟဲ့လင်း350အပြုံမှာသွားသိတော့လာသိတော့တဲကားတွေအကုန်လုံးငါစီစဉ်ပေးအောင်ပါတဲ့တဖေကလည်းဘာတွေဝင်နေရလဲကိုလုပ်ငန်းအောင်မြင်ဖို့ပဲလှုပ်လိုက်ဟယ်လိုမင်းသမီးရတယ်လေအဲ့ဆိုအမလှုပ်လိုက်မယ်ဟိုဘယ်နည်းလောက်ရမလဲဟင်နောက်လာဒီကနေ့ခေါ်ရတဲ့ငယ်ချင်းတွေရောက်ရှိနေတာကမန္တလေးတိုင်းဒေသကြီး1မြို့မှာဖွင့်လှစ်ထားတဲ့ပြည့်ရှံအသက်လက်ကားတိုင်ကြီးကိုရောက်ရှိနေတာဖြစ်ပါတယ်ရှင်ပြည့်ရှံအသက်လက်ကားတိုင်ကြီးမှာဆိုရင်တော့ချီသားတီချက်တွေကိုစတစ်ကာနဲ့လိုချင်သလားကြောင်လိုချင်သလားလက်ကားတိတက်ရောင်းချပေးနေပါတယ်ရှင် size ဆိုရင်လေ small medium လက်size XL ဆိုပြီးတော့၄ size ရှိတဲ့အပြင်ပုံမှာ small ပဲလိုချင်တာလား medium ပဲလိုချင်တာလားတိတက်မိမိတို့စိတ်ကြိုက်ဝယ်ယူအားပေးနိုင်ပါတယ်ရှင်စတစ်ကာတွေကိုမိမိတို့စိတ်ကြိုက်ကိုယ်ပိုင်ဒီဇိုင်းနဲ့လိုချင်တယ်ဆိုရင်လေစတစ်ကာတိတက်လက်ကားရောင်းချပေးနေပါတယ်ရှင်ချီသားတီရှပ်တွေကိုစတစ်ကာဒီဇိုင်းခမမိုက်လေးတွေနဲ့တိတက်ရောင်းချတဲ့လက်ကားတိုင်ကြီးကိုရှာနေတယ်ဆိုရင်တော့ပြည့်ရှံလာပါပြီonline ဘောက်ကဝယ်ယူအားပေးချင်သူများအတွက်အခုကြည့်နေတဲ့ TikTok အကောင့်မှာ mention ထားတဲ့ပြည့်ရှံ TikTok အကောင့်ကနေပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်ရှင်ဆိုင်ကိုကိုရန်ကိုကြလာရောက်ဝယ်ယူအားပေးခြင်းတဲ့ customer လေးအတွက်ဆိုင်လိပ်စာလေးကတော့မန္တလေးတိုင်းဒေသကြီး1မြို့ရန်ကုန်မန္တလေးလမ်းဟောင်းရဲ့ဘေးမှာပြည့်ရှံအထက်လက်ကားတိုင်ဆိုပြီးတော့ဆိုင်ကြီးကိုဖွင့်လှစ်ပေးထားပါတယ်ရှင်ချီသားတီရှပ်တွေကိုစတစ်ကာခမမိုက်လေးနဲ့ဈေးနှုန်းချွတ်သားကရောင်းချပေးနေတဲ့လက်ကားတိုင်ကြီးကိုရှာနေရဆိုရင်တော့ပြည့်ရှံအထက်လက်ကားတိုင်ကြီးကိုသာရွေးချယ်လိုက်ပါ